PUBG Mobile ဆိုရင်လည်းလစဉ်လစာတွေရကြလားဒါမှမဟုတ်အစ်စ်ထွက်လာမဲ့ skin တွေပစ္စည်းတွေကိုလူများထက်အရင်စမ်းသုံးခွင့်ရကြလားဒီနေ့ဗီဒီယိုမှာတော့ content creator အတွက်အခွင့်အလမ်းကြီးတစ်ခုဖြစ်တဲ့ Master Program ကိုဘယ်လိုရှောက်ရမလဲဆိုတာကိုသိပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးအနေနဲ့ brother တို့ရှိမှာ TikTok account တစ်ခုရှိရပါမယ် like တွေ follower တွေဘာမှမလိုပါဘူးခင်ဗျ TikTok account ပါဆိုတော့ဒီ TikTok account မှာ PUBG Mobile ပတ်သက်တဲ့ video တွေပဲတင်ရမှာပဲဖြစ်ပါတယ်အဲ့တော့အချိန်လေးမစဲ video လေးကိုစလိုက်ကြရအောင် let's go ကျွန်တော်တို့ကအပေါ်ဆုံးကဒီ website လေးကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ website လေးကိုဝင်လိုက်မယ် website လေးရဲ့ဝင်ပြီးွားဆိုဒီလိုမျိုးဖြစ်လာပြီဆိုတော့ဒီမှာ join now ဆိုတဲ့ဟာလေးကိုနှိပ်ရပါမယ်ကဲဒီမှာကျွန်တော်တို့ကအခုမှစပြီးမှ keyword ရှောက်မှာဖြစ်တဲ့တောင်ကျွန်တော်တို့အနေနဲ့ account မရှိသေးဘူးအဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာ register one here ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ်ကျွန်တော် register လုပ်ရပါမယ်ဆိုတော့ဒီမှာကျွန်တော်တို့ဘာထည့်ရမလဲဆိုတာကိုကျွန်တော် state စိတ်ပြောရမယ်ပထမဆုံးအပေါ်ဆုံးကကျွန်တော် region နောက်ကျွန်တော်တို့ကဒီမှာနောက်တော့ကျွန်တော်ရဲ့မွေးတက် grade အဲ့တော့ကျွန်တော်အပေါ်ဆုံးမှာကျွန်တော် region မှာကျွန်တော်အာရှဆိုတာလေးကိုရွေးပေးမယ်ပြီးကြရင်ကျွန်တော် confirm ဆိုတာနှိပ်မယ်ပြီးကြရင် country or region မှာကျွန်တော်မြန်မာဆိုတာလေးကိုရွေးပေးမယ်နော်ကျွန်တော်မြန်မာဆိုတာလေးကိုရေးပြီးရင် confirm နှိပ် birthday ဆိုတော့ကျွန်တော်ရဲ့မွေးတက် grade ပေါ့ထည့်လိုက်ပါမယ်ဘာဖြစ်ဖြစ်အနည်းဆုံးအသက် 16 နှစ်ပြည့်ပို့ကောင်းပါလေအဲ့တော့ကျွန်တော်ရဲ့မွေးတက် grade ကိုကျွန်တော်ထည့်လိုက်ပါမယ်အဲ့ကျွန်တော်မွေးတက် grade ထည့်ပြီးရင်ကျွန်တော်ဒီမှာဒီအမှန်ချစ်လေးနှစ်ခုကိုကျွန်တော်တို့အမှန်ချစ်ပေးရပါမယ်အပြင်ကျွန်တော် name ဆိုတာကိုချက်နှိပ်ပါမယ်ဆိုတော့ဒီမှာကျွန်တော် email တစ်ခုထည့်ရပါမယ်ကျွန်တော်ကတော့ကျွန်တော်ဖုန်းနဲ့ email တစ်ခုထည့်လိုက်ပါမယ် brother တို့ရဲ့ email ကိုလည်းကျွန်တော်ထည့်ပါကျွန်တော် email ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာကျွန်တော်တို့ဒီ email ကိုကျွန်တော်ဒီမှာကုတ်6လုံးပို့လာပါလိမ့်မယ်အကုတ်ကိုကျွန်တော်ဒီမှာထည့်မှနေရပါမယ်အဲ့တော့ကျွန်တော်တို့မှာဒီဟာကိုအရင်နှိပ်ပါစစ်ကုတ်ဆိုတာကိုနှိပ်ပြီးကျွန်တော်ခဏစောင့်ပါမယ်ကုတ်လေးရောက်လာပြီပဲဖြစ်ပါတယ်ဒီချက်ကကျွန်တော်ဒီကုတ်လေးကိုဒီ9လုံးထည့်ပေးရဖြစ်ပါတယ်ကျွန်တော်ဒီကုတ်လေးကိုထည့်ရပါမယ်ထည့်ပြီးကျွန်တော် password တစ်ခုထည့်မယ်ပြီးတော့ TikTok တွေဝင်ပါမယ် TikTok နဲ့ချိန်မှမြင်တဲ့အတွက်ကြောင့်မအဲ့ပြီးကျွန်တော် confirm ကိုနှိပ်မယ် connect ကိုနှိပ်မယ်နှိပ်ပြီးကျွန်တော်ဒါ TikTok နဲ့တွားချိန်ရမှာပေါ့နော်အဲ့ပြီးကျွန်တော် okay တစ်ချက်နှိပ်မယ်အဲ့ပြီးကျွန်တော် okay ထပ်နှိပ်မယ်အပြင်ကျွန်တော် region မှာကျွန်တော်အာရှဆိုတာလေးရေးပေးမယ်เนาะပေါ်ဆုံးဟာလေးကိုပြီးကျွန်တော် confirm နှိပ်မယ်ဒုတိယမှာကျွန်တော်တို့မြန်မာရေးပေးရပါမယ်ဟုတ်ပါပြီအောက်ဆုံးကအမှအပေါင်းပုံစံလေးနဲ့ဟာတော့ကျွန်တော်တို့ TikTok ထဲဝင်ပါမယ်ဝင်ပြီးရင်ကျွန်တော်တို့ TikTok တွေက overview အောက်ကကျွန်တော်တို့ဒီမှာပါကျွန်တော် view လေးကိုဝင်လိုက်ပါဒါ TikTok ထဲမှာเนาะအဲ့မှာကျွန်တော်ဒီညမှာ local ဆိုတာလေးကို screenshot ရိုက်လိုက်ပါခုနအကွက်လေးထဲမှာထည့်ဖို့အတွက်ဆိုရင်ဒါ TikTok ထဲမှာเนาะ Okay ဒီနားလေးကိုရောက်လာပြီဆိုကျွန်တော်တို့ name ညမှာနာမည်လေးထည့်မယ် email ကကျွန်တော် email ထည့်မယ်ပြီးတော့ဒီမှာကျွန်တော်တို့ call counter code မှာ95ထားမယ်ထားပြီးွားရင်ကျွန်တော်တို့ဒီမှာအခုလိုမျိုးအောက်ဆုံးမှာကျွန်တော် big code လေးကိုစခွန်ရောက်ရိုက်မယ် game setting နဲ့ဝင်မယ်ဝင်ပြီးွားရင်ကျွန်တော်ဒီနားမှာ QR code လေးနားမှာကျွန်တော်screenshot လေးကိုထည့်လိုက်ပါokay ချက်နိုင်မယ်နောက်တစ်ခါပြန်ထည့်ပါမယ်ဗျအပြီးကျွန်တော်ထွက်လိုက်ပါမယ်ခုနကျွန်တော် Chrome ထဲမှာချိန်ပြီလားဆိုတော့ကြည့်ပါမယ် okay ဒီမိုးပေါ်လာရင်ကျွန်တော် okay နှိပ်ပေးလိုက်ပါ okay ဒါဆိုရင်တော့ကျွန်တော် submit for review ဆိုတာလေးကိုချက်နှိပ်ပြီး okay ပြန်နှိပ်ပေးလိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ level 5ဖြစ်သွားပါပြီအဲ့တော့ keyword အောင်မယ်ဆိုရင်ကျွန်တော်အခုပြထားတဲ့လိုမျိုးစာလေး brother တို့ရဲ့ Gmail ထဲမှာ message ပို့လာမှာပဲဖြစ်ပါတယ်ကြာချိန်ကတော့24နာရီပဲဖြစ်ပါတယ်ခင်ဗျOkay ဒီလိုမျိုးအောင်သွားပြီဆိုရင် brother တို့ရဲ့ဒီ game account ထဲမှာ UC ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ video တင်ရင်းနဲ့ကျွန်တော်တို့လက်ဆောင်တွေရမှာပဲဖြစ်ပါတယ်အဲ့တော့နောက် video မှာ keyword အောင်ပြီးတော့ video တွေဘယ်လိုတင်ရမလဲဆိုတာကိုနောက် video မှာထပ်ပြီးမှပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ video ကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါ